ဒေါ်ဖွားစိန်လည်းလက်အုပ်ချီရင်အဲ့ဒီလူကြီးအမြန်ဆုံးသေသွားပါစေလို့ကြိမ်ဆဲလိုက်ပါတယ်။ရွာသားတွေလည်းဒေါ်ဖွားစိန်ရဲ့စကားကိုထောက်ခံပြီးတခက်ခက်ရီမောနေကြပါတယ်။အဲ့ဒီညမှာဦးဖို့တုတ်ဟာကျောင်းကရလာတဲ့ပစ္စည်းတွေနဲ့တဲစီပြန်ရောက်လာခဲ့ပါတယ်။အရက်ဖြူကိုတစ်ခွက်ပြီးတစ်ခွက်မောတောက်ရင်းဒူးရင်သီးကိုလည်းအားရပါရဝါမျိုးစားတောက်လိုက်ပါတယ်။ဒူးရင်သီးအမွှာများစွာနဲ့အရက်ဖြူတွေအစမတန်တောက်သုံးမိပြီးမူးယူလာကသတိလက်လို့ခွေကနေအိပ်ပျော်သွားခဲ့ပါတယ်။ညနေတကောင်အချိန်မှာတော့ထူးဆန်းတဲ့ဝေဒနာတွေကိုစတင်ခံစားလာရပါတယ်။ဘိုက်ထဲမှာပူလောင်လာပြီးရင်ဘတ်တွေအောင့်ကအသက်ရှူရတာအလွန်ကြက်တဲလာပြီးဝေဒနာကိုအပြင်းထန်ခံစားရပါတော့တယ်။အကူအညီရလို့ရညာတဲပေါ်ကနေဖြည်းဖြည်းချင်းတွားဆင်းလာခဲ့ပါတယ်။ချောင်းဆက်မှာငားရှာနေတဲ့လူတစ်ယောက်ကိုလှမ်းမြင်လိုက်ရတာကြောင့်လက်ရက်ခေါ်ရင်းအကူအညီတောင်းဖို့အော်ဟစ်ကြိုးစားပါတယ်။ဒါပေမဲ့ဟိုဘက်ကလူကဦးဖို့တုတ်ထုံးစံအတိုင်းလိုက်လံမောင်းထုတ်တယ်လို့ထင်မှတ်ပြီးနောက်ကိုလှည့်မကြည့်ပဲထွက်ပြေးသွားခဲ့ပါတယ်။နောက်ဆုံးလက်ကျန်အားရည်နေကုံဆုံးသွားတဲ့အခါဦးဖို့တုတ်ဟာခြေရည်လက်တွေမခိုင်တော့ပဲမျက်စိပြာကချောင်းထဲကိုထိုးကျနစ်မြုပ်ပျောက်ကွယ်သွားပါတော့တယ်။၃ရက်ကြာပြီးရဲ့နောက်မောင်မောင်နဲ့တငယ်ချင်းတွေဟာချောင်းဆက်စီတို့နောက်တစ်ကြိမ်ပြန်ရောက်လာကြပါတယ်။တဲဘက်ကိုလှမ်းကြည့်ပေမဲ့လူရဲ့လူကြီးမတွေ့ရတာကြောင့်ပျော်ရွှင်စွာရေဆင်းကူးကြပါတယ်။နာရီပေါင်းများစွာရေကူးကစားပြီးတဲဘက်ကိုထပ်ကြည့်တော့လေဘာသမ်းမှမကြားရပါဘူး။ဦးဖို့တုတ်ကြီးဘယ်ရောက်သွားပါလဲ။ရုတ်တရက်ရေထဲမှာပုတ်ပွားဖောရောင်နေတဲ့ဦးဖို့တုတ်ရဲ့အလောင်းကြီးဘောလောပေါ်လာတာကိုတွေ့လိုက်ရတာကြောင့်ကလေး၃ယောက်စလုံးထိတ်လန့်ရကြအော်ဟစ်ရင်းနဲ့ကုန်းပေါ်ပြေးတက်ခါရွာထဲစီတို့သတင်းသွားပို့ကြပါတယ်။ဦးဖို့တုတ်ရဲ့ရုပ်အလောင်းကိုခေါင်းတလားထဲထည့်သွင်းပြီးကျေးလက်သဘောအတိုင်းဇရက်ပေါ်မှာပြင်ဆင်ထားရှိပါတယ်။အရက်ဖြူနဲ့ဒူးရင်သီးကိုအလွန်ကျွံစားတောက်မိပြီးနှလုံးရက်သေးဆုံးကချောင်းထဲပြုတ်ကျခဲ့တာလို့ရွာသားတွေကယူဆကြပါတယ်။ညဘက်တရဏဂုံတရားနာယူတဲ့အခါဒေါ်ဖွားစိန်နဲ့မောင်မောင်အပါအဝင်ရွာသားအနှဲငယ်ဟာလာရောက်ကြပါတယ်။တရားနာနေစဉ်ကျောင်းဝင်းထဲကခွေးတွေဟာဇရက်ကိုဝိုင်းရံပြီးအဆက်မပြတ်ဦးနေကြပါတယ်။ဒုတိယမြောက်ညမှာတော့ခွေးတွေဟာဇရက်နားစုဝေးပြီးတခုခုကိုမြင်နေရသလိုမျိုးအသေးအံဦးဟောင်းနေကြပါတယ်။ဦးဖို့တုတ်တရေကတော့တကယ်ခြောက်ချားစရာပဲနော်။သူ့အိမ်ရှိကချောင်းကိုဆွဲလန်းနေတော့မှထင်တယ်။ရီမောသံတွေမဆုံးခင်မှာပဲလေပြင်းတွေတဝေါဝေါတိုက်ခတ်လာပြီးဇရက်ပေါ်ကမီးလုံးတွေရုတ်တရက်မှိတ်တုပ်ဖြစ်သွားပါတယ်။အဖွာမောင်မောင်ဟာဒေါ်ဖွားစိန်ရဲ့ထမိန်စကိုလှမ်းဆွဲရင်းအရှိဘက်ကိုလက်ညှိုးထိုးပြလိုက်ပါတယ်။အားလုံးလှည့်ကြည့်လိုက်တဲ့အခါခေါင်းတလားအဖုံးပေါ်မှာမျက်လုံးအပြူးသားနဲ့စောင်းကြောင်ထိုင်စိုက်ကြည့်နေတဲ့ဦးဖို့တုတ်ရဲ့တရေကိုတွေ့မြင်လိုက်ရပါတယ်။ကိုရင်နေရောရွာသားတွေပါကြောက်လန့်နေကြအော်ဟစ်ထွက်ပြေးကြပြီးဘယ်သူမှနောက်လှည့်မကြည့်ရဲကြပါဘူး။ရုပ်အလောင်းကိုတကြိုပြီးသွားပေမဲ့ဦးဖို့တုတ်ရဲ့ခြောက်လန့်မှုသတင်းတွေကတော့မပြတ်သွားပါဘူး။ညဘက်ငားရှာထွက်သူတွေဟာကြောက်ခဲနဲ့ပြစ်ပေါက်ခံရတာတဲခေါင်မိုးပေါ်မှာလေးခွကင်ပြီးမတ်တရက်စိုက်ကြည့်နေတဲ့ဦးဖို့တုတ်တရေကိုတွေ့ရတာတွေကြောင့်ညဘက်ကိုချောင်းသားကိုဘယ်သူမှမသွားရဲကြတော့ပါဘူး။တနေ့ညနေဆောင်မှာဒေါ်ဖွားစိန်နဲ့မောင်မောင်တို့ချောင်းဆက်မှာခရုလာရှာကြပါတယ်။မိုးချုပ်ခံပြီးတော့အိမ်ပြန်မှုကုန်းပေါ်တက်လာကြစဉ်မောင်မောင်ရဲ့ခေါင်းကိုခဲလုံးလေးတစ်လုံးလာထိပါတယ်။မောင်မောင်ဟာခဲလုံးကိုကောက်ကင်ကြည့်ရှုရင်းမျက်နှာဖြူဖြော့သွားကအဖွားကိုမဆောင်ပဲခယူပုံးဆွဲပြီးအပြေးထွက်သွားပါတော့တယ်။ဒေါ်ဖွားစိန်လည်းခေါင်းကိုထိမှန်သလိုခံစားလိုက်ရလို့လှည့်ကြည့်လိုက်ရာချောင်းဟိုဘက်ကမ်းမှာလေးခွကင်ပြီးမျက်လုံးပြူးကြီးနဲ့စိုက်ကြည့်နေတဲ့ဦးဖို့တုတ်ကိုတွေ့မြင်လိုက်ရတာကြောင့်မောင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 ်ငါ့ကိုလည်းစောင့်မအောင်ဟဲ့လို့အော်ဟစ်ရင်းနဲ့အသက်လူပြီးထွက်ပြေးခဲ့ရပါတော့တယ်။နောက်ဆုံးမှာတော့ရွာသားတွေမခံရနိုင်တော့တာကြောင့်ဆရာတော်တန်ဃာတော်တွေကိုပင့်ဖိတ်ပြီးပရိယေဖြန်းကအဲ့ဒီတဲစုပ်လေးကိုဖြိုချဖျက်ပစ်ခဲ့ပါတယ်။တစ်နှစ်လောက်ကြာတဲ့အခါမှာဦးဖို့တုတ်ရဲ့ဝိညာဉ်ဟာတန်တရာခရီးကိုဆက်လက်ထွက်ခွာသွားခဲ့ပုံရပါတယ်။ဒါပေမဲ့အဲ့ဒီခြောက်ချားဝယ်ရာဖြစ်ရက်ကတော့
ရွာထဲမှာဆက်လက်ပြောစမှတ်တွင်ကြံရစ်ခဲ့ပါတယ်။နောက်ဆုံးအဆင့်1ဇလန်းစီကိုရောက်ရှိလို့လာပါပြီ။အဆင့်1အနေနဲ့တောရင်းတရိษံမုတ်ဆိုးတွေရဲ့တားမြစ်ထားသောညဉ့်တဲ့တကောင်ဖြစ်ရဆမ်းပဲဖြစ်ပါတယ်။တောတောင်တွေထဲသွားဘူးလာဘူးသူတိုင်းတောတောင်ရဲ့စီးမြင့်တွေကိုသိကြမှာပါ။ဒီဇလန်းကတော့အတွေ့အကြုံရင့်ကျက်တဲ့အသက်50ကျော်မုတ်ဆိုးကြီးဦးဖေနဲ့အသက်40ကျော်မုတ်ဆိုးဦးမောင်တို့အကြောင်းပဲဖြစ်ပါတယ်။သူတို့နှစ်ယောက်ဟာငယ်စဉ်ကတည်းကတောနက်ထဲဝင်ရောက်အမဲလိုက်ရင်းတားရဲတရိษံတွေရဲ့ဆွဲအစွက်လက်တွေကိုရှာဖွေရောင်းချကာအသက်မွေးဝမ်းကြောင်းပြုလာကြသူတွေပဲဖြစ်ပါတယ်။တရက်မှာတော့တောင်ချေကတောနက်ထဲဝင်ရောက်ပြီးတကောင်နဲ့တီးခြားနေထိုင်တတ်တဲ့ဝက်ရိုင်းကြီးတွေကိုရှာဖွေဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။ဒီလိုတီးခြားနေတဲ့ဝက်ရိုင်းတွေဟာအရေးထူပြီးဓားပြီးလှန်ပြီးတကိုးရှိရလို့ယူဆကြပါတယ်။စမ်းချောင်းသားရောက်တဲ့အခါတောလိုက်တရိษံတွေရဲ့ခြေရာတွေကိုတွေ့ရပြီးနေမဝင်ခင်တစ်ပင်ပေါ်မှာအမဲလိုက်ဆင်ထိုးကစောင့်ဆိုင်နေကြပါတယ်။ဒီညတော့ကံကောင်းပါစေမလွဲစေရဘူးဒီနားမှာဝက်ချီယာတွေအများကြီးပဲလို့ဦးဖေကကိုယ့်ကိုယ်ယုံကြည်မှုအပြည့်နဲ့ပြောပါတယ်။ညနေသကောင်အချိန်ရောက်လာတဲ့အခါညာဘက်ချုံမုတ်ထဲကအတန်ကြားရတာကြောင့်ဦးဖေကဦးမောင်ကိုအချက်ပြပါတယ်။ဝက်ရိုင်းတန်တေးကြတာကြောင့်ဦးမောင်ကတနက်နဲ့အသင့်ချိန်ရွယ်ထားလိုက်ပါတယ်။ချုံမုတ်ထဲကထွက်လာတာနဲ့ဦးဖေကနေအောင်လို့တားဆီးပေမဲ့တနက်တန်ဒိုင်းကနေထွက်ပေါ်သွားခဲ့ပါပြီ။တနက်တန်နဲ့အတူဝက်ပေါက်စလေး၄ကောင်ရဲ့အော်ဟစ်တန်တွေထွက်ပေါ်လာပြီးတေဆုံးသွားတဲ့မိခင်ဝက်မကြီးဘေးကနေထွက်ပြေးသွားကြပါတယ်။သွားပြီမင်းသားပေါင်လေးတွေကိုမမြင်ဘူးလားမုတ်ဆိုးတွေရဲ့ကြီးမားတဲ့စီးမြင်တစ်ခုကတော့သားအမိတွေကိုခွဲခွာတပ်ဖြတ်ခြင်းလုံးဝမပြုတ်လို့ရပါဘူးလေပြင်းတစ်ချက်တိုက်ခတ်သွားပြီးပတ်ဝန်းကျင်တစ်ခွင်လုံးရုတ်တရက်တိတ်ဆိတ်သွားပါတယ်ဦးမောင်ဟာကိုယ့်ရဲ့သတိလက်လွတ်ပြုမှုမိမှုအတွက်တောဆောင်နဲ့တောင်ဆောင်နဲ့တွေကိုလက်အုပ်ချပြီးတောင်းပန်နေမိပါတယ်ညစ်နဲ့တိတ်ဆိတ်မှုကြားမှာငိုကြွေးတန်တဲ့တဲ့လေးလွင့်မျောလာပါတယ်စင်မော်ကနေအောက်ကိုငုံကြည့်လိုက်တဲ့အခါတိုင်းရင်းသားဝတ်စုံတွေဝတ်ထားတဲ့အသက်9နှစ်6နှစ်အရွယ်ကလေး၄ယောက်ဟာတေဆုံးနေတဲ့ဝက်မကြီးအလောင်းဘေးမှာဝိုင်းထိုင်ပြီးငိုကြွေးနေတာကိုတွေ့မြင်လိုက်ရပါတယ်။ဦးမောင်ကတနက်နဲ့ချိန်ဖို့လုပ်ပေမဲ့ဦးဖေကလက်ပြတားဆီးလိုက်ပါတယ်။ကလေး၄ယောက်ဟာမျက်ရည်တွေပြည့်နှက်နေတဲ့မျက်နှာတွေကိုအပေါ်သို့မော့ကြည့်လိုက်ရာမျက်ဖြူမပါပဲမဲနှက်နေတဲ့မျက်လုံးကြီးတွေဖြစ်နေတာကြောင့်မုတ်ဆိုး2ယောက်ကြက်သိမ်းမွေးခြင်းထသွားခဲ့ရပါတယ်။အဲဒီနောက်ကလေးတွေဟာတောနက်ထဲကိုဖြည်းဖြည်းချင်းဝင်ရောက်ပျောက်ကွယ်သွားပါတယ်။ကြောက်လန့်နေပေမဲ့ညဘက်စင်ပေါ်ကဆင်းခွင့်မရှိတဲ့မုတ်ဆိုးစီကံကြောင့်မိုးလင်းချိန်ထိစောင့်ဆိုင်းနေရပါတယ်။ရုတ်တရက်တစ်ပင်တွေတပင်မီတပင်ပြိုလဲလာတဲ့အတန်ကြီးကြားရလို့ဦးမောင်ကလန့်နိုးလာပြီးဦးဖေကိုနှိုးပေမဲ့ဦးဖေကတတိလစ်နေသလိုမျိုးငြိမ်သက်နေပါတယ်။အမောင်တို့တွေကနေတိုက်ပုံအင်ကြီးနဲ့ပစိုးဝစ်ဆင်ထားတဲ့မျက်လုံးဖြူစိုက်နေတဲ့အဖိုးအိုကြီးတယောက်ထွက်ပေါ်လာပြီးငါပြစ်လိုက်မယ်ထွက်သွားကြစမ်းလို့ဒေါသတကြီးအော်ဟစ်ခါရုံမာတဲ့ကောင်တွေလို့လက်ညှိုးထိုးကျိမ်းမောင်းပါတယ်။ဦးမောင်တယောက်ထိတ်လန့်တကြားအိမ်မက်ကနေလန့်နိုးလာရာတကိုယ်လုံးချွေးစည်းတွေပြန်နေပါတယ်။ဦးဖေကိုအမြန်နှိုးလိုက်စဉ်အမောင်လေးကနေနေရဲနေတဲ့မျက်လုံးကြီးတွေနဲ့အေယာမပြောင်နှက်ကြီးတစ်ကောင်ထွက်ပေါ်လာပြီးစင်ထိုးထားတဲ့တစ်ပင်ကြီးကိုအားကိုဝင်တိုက်ပါတော့တယ်။မုတ်ဆိုး2ယောက်တနက်တွေနဲ့အဆက်မပြတ်ပြစ်ခတ်နေပေမဲ့ကြည်စံတွေဟာအဲ့ဒီတတဝါကြီးရဲ့အရေးခွန်ကိုနည်းနည်းလေးမှမထိခိုက်ပါဘူး။ဦးဖေကမန္တန်စမောင်းကြည်စံတွေပြောင်းထက်နေစဉ်ပြောင်နှက်ကြီးကထက်မှန်အားကုန်ဝင်တိုက်လိုက်ရာဦးဖေတစ်ပင်မော်ကပြုတ်ကျလူနီးပါဖြစ်သွားပါတယ်။ဦးမောင်ကလက်ကိုလှမ်းဆွဲထားနိုင်ခဲ့ပါတယ်။ဦးဖေဟာလက်တစ်ဖက်တည်းနဲ့ပြောင်နှက်ကြီးရဲ့မျက်နှာတဲ့တဲ့ကိုတနက်နဲ့ချိန်ရွယ်လိုက်ပါတယ်။ဒါပေမဲ့စင်ပေါ်မှာရှိနေတဲ့ဦးမောင်ဟာအောက်ကပြောင်နှက်ကြီးရဲ့မျက်လုံးတွေကိုစိုက်ကြည့်မိတဲ့အခိုက်အတန့်မှာအိမ်မက်ထဲကအဖိုးအိုကြီးရဲ့မျက်နှာရုတ်တရက်ပေါ်လာတာကြောင့်လန့်ဖြန့်ပြီးတော့ဦးဖေရဲ့လက်ကိုမတော်တဆလှုပ်လိုက်မိပါတယ်။ဦးဖေဟာတစ်ပင်အောက်ကိုပြုတ်ကျသွားပြီးလယ်ပင်ကျိုးကတေဆုံးသွားခဲ့ပါတယ်
ပြောင်နှက်ကြီးဟာတစ်ပင်ကိုနောက်ဆုံးတစ်ကြိမ်ဝင်တိုက်လိုက်တာကြောင့်စင်မာပြိုကျသွားပါတယ်။အသက်ဘေးကလွတ်မြောက်လာတဲ့ဦးမောင်ဟာတောနက်ထဲဘလို့ပြေးရမှန်းမသိပဲအသက်လူပြီးထွက်ပြေးရပါတော့တယ်။ပတ်ဝန်းကျင်အမှောင်ထုထဲမှာတစ်ပင်ရိပ်ကြီးအောက်ရက်နေတဲ့ကလေး၄ယောက်နဲ့အနောက်မှာရက်နေတဲ့အဖိုးအိုကြီးကိုတွေ့လိုက်ရပါတယ်။တခြားဘက်ကိုပြေးပေမဲ့နေရာတိုင်းမှာသူတို့ရှိနေပါတယ်။ဦးမောင်ဟာပြေးရင်တစ်မြင့်နဲ့ခလုတ်တိုက်ခါခြေထောက်ခောက်လဲပြီးအလွန်အမင်းနာကျင်စွာခွေကျသွားခဲ့ပါတယ်။တစ်ပင်ကြီးကိုမှီထားရင်းနဲ့အရှိကိုကြည့်လိုက်တဲ့အခါအဖိုးအိုကြီးဟာကလေး၄ယောက်ရဲ့လက်ကိုဆွဲပြီးသူ့စီဖြည်းဖြည်းချင်းရှောက်လန်းလာပါတော့တယ်။အဲ့ဒီကလေး၄ယောက်ဟာဦးမောင်စီလက်ညှိုးထိုးပြီးမင်းရဲ့အသက်နဲ့ပြန်ပေးဆက်ရမယ်လို့အမိန့်ပေးလိုက်ကြပါတယ်။အဲ့ဒီအခိုက်အတန့်မှာဦးမောင်ဟာတောဆောင်နဲ့တောင်ဆောင်နဲ့စီလက်အုပ်ချီဦးချရင်းနဲ့အသက်ချမ်းသာပေးဖို့တောင်းပန်နေုံကလွဲပြီးဘာမှမတတ်နိုင်ခဲ့ပါဘူး။အဲ့ဒီကလေး၄ယောက်ဟာပြစ်သက်ခံလိုက်ရတဲ့မိခင်ဝက်မကြီးရဲ့ဝက်ပေါက်စလေးတွေဖြစ်ပြီးအဖိုးအိုကြီးကတော့အသက်ကိုတန်ပြန်တောင်းဆိုဖို့ရောက်လာတဲ့တောဆောင်နှက်မင်းကြီးဖြစ်ကြောင်းဦးမောင်တယောက်စိတ်ထဲကနေအလိုလိုသိမြင်လိုက်ရပါတယ်။မိုးတောက်အာယုံမရောက်မီအချိန်မှာတော့တောကျက်တွန်တန်ဟာမေမျောအိပ်ပျော်သွားခဲ့တဲ့ဦးမောင်ကိုလန့်နိုးစေခဲ့ပါတယ်။ပတ်ဝန်းကျင်မှာမိုးလင်းရောင်ကြီးတက်တက်လေးစတင်ဖြာကျလာတာကိုတွေ့လိုက်ရပါတယ်။ကိုလှုပ်ရှားလိုက်တဲ့အခါခြေချင်းဝက်ကဒဏ်ရာကြောင့်အလွန်စူးအောင်နာကျင်လာတာမို့လို့တစ်ပင်ကိုအားပြုရင်းဖြည်းဖြည်းချင်းမတ်တက်ထရပါတယ်။ဦးမောင်ဟာတောထဲကနေထွက်ပေါက်လမ်းကိုလိုက်လံရှာဖွေရင်းနဲ့တလန်းချင်းမနှဲလန်းလျှောက်လာခဲ့ပါတယ်။မလန်းမကန့်ကတစ်ပင်ထက်မှာဆင်ထိုးပြီးအမဲလိုက်စောင့်ဆိုင်နေတဲ့သစိမ်းမုတ်ဆိုးတစ်ယောက်ကိုတွေ့မြင်လိုက်ရပါတယ်။ဦးမောင်ဟာစိတ်သက်သာရစွာပြုံးမိသွားပြီးအဲ့ဒီမုတ်ဆိုးရှိရာစီသို့အမြန်သွားရောက်ခဲ့ပါတယ်။ကယ်ကြပါဦးမျိုးဦးမောင်ဟာအနားရောက်တဲ့အခါအားကုန်အော်ခေါ်လိုက်ပါတယ်။လမ်းမှာခလုတ်တိုက်ပြီးမှောက်ရက်လဲကျသွားပေမဲ့အရှိကခြုံမုတ်တွေကိုဖျက်ကျော်ပြီးအတင်းတွားသွားရင်းအကူအညီတောင်းခံပါတယ်။ကယ်ကြပါဦးကျွန်တော်ကိုကယ်ပါဦးတနက်နဲ့မပြစ်ပါနဲ့ကယ်ကြပါဦးဗျာဒါပေမဲ့အပေါ်ကသစိမ်းမုတ်ဆိုးမြင်တွေ့နေရတဲ့အရာကတော့မုတ်ဆိုးဦးမောင်မဟုတ်ပါဘူးခြုံမုတ်ထဲကနေဖြည်းဖြည်းချင်းထွက်ပေါ်လာတဲ့တောဝက်ရိုင်းကြီးတစ်ကောင်ဖြစ်နေပါတယ်ဦးမောင်ရဲ့အော်ဟစ်တန်တွေအဆုံးမသက်ခင်မှာပဲတနက်မောင်းခလုတ်အတန်နဲ့အတူကြည်စံထွက်တန်ဒိုင်းငနေတတော်လုံးကိုပဲ့တင်ထပ်သွားပါတော့တယ်ဒါဟာဒီဇလန်ကပြိသက်ကြည့်ရှုမှုအများဆုံးအဆင့်တစ်နေရာမှာရပ်တည်နေရတဲ့အကြောင်းရင်းပဲဖြစ်ပါတယ်။ရှေးလူကြီးတွေသတိပေးခဲ့သလိုတောတောင်ထဲဝင်ရောက်တဲ့အခါတောတောင်ရဲ့စီးမြင်စည်းကမ်းတွေကိုလေးစားလိုက်နိုင်ရပါမယ်။တောနယ်ထဲမှာမျက်စိနဲ့မမြင်နိုင်တဲ့အဆောက်အအုံတွေနဲ့တကိုးစွမ်းအားတွေပြည့်နှက်နေလိုပါပဲ။ဒါတွေကတော့လူကြိုက်အများဆုံးဖြစ်ခဲ့တဲ့အလွန်ထိတ်လန့်ဖွယ်ရာဖြစ်ရဆန်း6ခုပဲဖြစ်ပါတယ်။အကြောင်းအရာတစ်ခုချင်းစီတိုင်းဟာမတူညီတဲ့ရတ္တတွေကိုပေးစွမ်းနိုင်ခဲ့ပါတယ်။အားလုံးအနေနဲ့ဘယ်ဇလန်းကိုအကြိုက်ဆုံးလဲဆိုတာမှတ်ချက်ရေးသားပြီးမျှဝေပေးခဲ့ကြပါအောင်ရှင်။နောက်ထပ်တင်ဆက်မှုတွေမှာလည်းဒီထက်ကောင်းမွန်သောဇလန်းတွေပါဝင်နိုင်အောင်ဆက်လက်အားပေးကြစေချင်ပါတယ်။